မင်္ဂလာပါဆရာနေမျိုးလိုင်ပါဒီကနေ့ဆရာပြောကြားခြင်းတဲ့အကြောင်းအရာလေးကအကောင်းအဆိုးလို့ခေါင်းစဉ်ပေးထားပါတယ်အကောင်းအဆိုးဆရာတို့နေထိုင်ကြတဲ့လောကကြီးကအကောင်းနဲ့အဆိုးညီညီမျှမျှတွဲလျက်တည်ရှိပါတယ်တရုတ်တိုင်းပညာမှာဆိုရင်လဲထိုက်ချိသင်ယူတဲ့လူတွေကိုသူတို့ပညာရဲ့သဘောတရားရှင်းပြတဲ့အချိန်မှာအလင်းနဲ့အမှောင်အဖို့နဲ့မအပြော့နဲ့အမှားတွဲဆက်ထားတယ်လို့ရှင်းပြလေးရှိပါတယ်ဒါဟာအကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ဆိုတဲ့သဘောတရားနဲ့အတူတူပါပဲတိုင်းပညာလေးလာသင်ယူကြတဲ့ဘယ်ဝါသနာရှင်ဘယ်တိုင်းသမားမဆိုကိုယ့်ကိုသင်ကြားပေးနေတဲ့ဆရာဟာအင်မတန်တော်တယ်လို့မြင်ကြခံစားကြရတာဟာသဘာဝတရားပဲဖြစ်ပါတယ်ဒါဟာကောင်းတဲ့အချက်လည်းဖြစ်ပါတယ်ကိုယ့်ကိုသင်ကြားပေးနေတဲ့ဆရာကိုတော်တယ်လို့မမြင်ဘူးဆိုရင်ဒီပညာရက်ကိုဆရာစီကနေကောင်းကောင်းမွန်မွန်သင်ယူရရှိဖို့မလွယ်ကူတော့ပါဘူးဆရာကိုယ်တိုင်ပဲဆရာကြီးဦးမောင်မောင်မြင်းမူစီမှာသင်ယူရတဲ့အချိန်အခါကာလကလေးကကိုယ့်ရဲ့ဆရာဟာလက်ထွက်ခြေထွက်တွေလည်းအင်မတန်ကောင်းတယ်တန်ပါတယ်မြန်ဆန်တယ်အကွက်တွေလည်းတိကျမှန်ကန်တယ်ဒီလိုမျိုးတွေမြင်ရတဲ့အတွက်ငါတို့ဆရာဟာအင်မတန်တော်တဲ့ဆရာဖြစ်တယ်တိုင်းပြောင်းမြန်ပညာမှာတော့ငါတွေ့ထားသမျှအဲမှာအတော်ဆုံးဆရာပဲလို့မြင်ခဲ့ပါတယ်ဒီလိုမြင်လို့လေဒီအဘဆရာရဲ့ပုံတံအတိုင်းသူ့ရဲ့အရေးအချင်းမျိုးရအောင်အားထုတ်ပြီးစ조사ခဲ့တဲ့အတွက်အတန်အသင့်တော့အဆင့်ပိုမြင့်လာခဲ့ပါတယ်ဒါဟာကိုယ့်ရဲ့ဆရာပေါ်မှာအထင်ကြီးတာလေးစားတာဟာကောင်းတယ်ဆိုတဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်ဒီလိုပါပဲဆရာကိုအတော်ဆုံးဖြစ်တယ်လို့မြင်တာဟာကောင်းတဲ့လက္ခဏာတစ်ချက်ဖြစ်တယ်လို့ကိုယ့်ဆရာဟာအတော်ဆုံးဖြစ်တယ်လို့မြင်လိုက်ပြီဆိုရင်ဆိုးတဲ့လက္ခဏာတစ်ရပ်ကလည်းတွဲလျက်ပါနေပါတယ်ဒါဟာဘာလဲဆိုရင်ကိုယ့်ကိုသင်ကြားပေးနေတဲ့ဆရာဟာအတော်ဆုံးလို့ထင်လိုက်တဲ့ရဲ့နောက်ွယ်မှာအခြားသောဆရာများဟာငါဆရာလောက်မတော်ဘူးလို့ခံစားလာရတာအမှန်ပါပဲဒါကြောင့်တိုင်းပြောင်းမြန်နဲ့ပတ်သက်လာရင်အခြားဘယ်ဆရာမှငါဆရာကိုမမှီဘူးလို့ထင်ခဲ့တာကိုလည်းဆရာအနေနဲ့ဝန်ခံပါတယ်ဒီတော့ကိုယ့်ဆရာကိုတော်တယ်လို့ထင်တာကောင်းတဲ့အချက်ဖြစ်တယ်လို့ကိုယ့်ဆရာကိုအတော်ဆုံးလို့ထင်တာဟာလည်းမကောင်းတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီလိုတွေးလိုက်မိပြီဆိုရင်ဘာပြဿနာဖြစ်လာမလဲဆိုတော့ကိုယ့်ရဲ့ဆရာကလွဲရင်အခြားသောပညာရှင်များကိုစိတ်ထဲကနေပြင်မစော်ကားမိတဲ့အပြစ်တွေဖြစ်လာပါတယ်ဒါဟာမဖြစ်တဲ့စိတ်ထားမျိုးဖြစ်ပါတယ်ဒီလိုဖြစ်ရတာဟာလေပညာစဉ်မြင့်မားအောင်မတင်ယူရသေးတဲ့တပည့်တွေရဲ့ဖြစ်လေဖြစ်ထရှိတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတို့ကိုယ်တိုင်ဒီလိုမျိုးအတွေ့အကြုံတွေဖြတ်သန်းလာခဲ့တဲ့အချိန်မှာအတွေ့အကြုံများလာလို့ပညာကိုနားလည်လာပြီးငါဆရာလိုပဲတော်တဲ့ဆရာတွေအခြားမှာလည်းအများကြီးရှိပါသေးတယ်ဆိုတဲ့အမြင်မျိုးကိုမြင်လာတဲ့အချိန်ကြမှာဒီလိုပညာရှင်တွေကိုစိတ်ထဲကနေစော်ကားမိတဲ့အဖြစ်မျိုးမဖြစ်အောင်ဆင်ញင်ထိမ့်သိမ့်ပြီးတော့နေတတ်ထိုင်တတ်လာတဲ့သဘောတွေဖြစ်ပါတယ်ဒါကြောင့်မို့နောက်လာမဲ့မျိုးဆက်တဲ့လူငယ်တွေဟာလည်းဒီလိုဖြစ်လေဖြစ်ထရှိတဲ့အဖြစ်မျိုးကိုယ်တိုင်ကြုံပြီးစိတ်ထဲမှာမကောင်းတဲ့အတွေးတွေအကြံတွေမတွေးမိမကြံမိစေဖို့အတွက်ဘ ਹੁ တုဒအနေနဲ့အကောင်းအဆိုးနှစ်ခုတွဲရဲ့အကြောင်းကိုရှင်းပြပေးတာဖြစ်ပါတယ်ဒီတော့ဒီစကားကိုပဲအချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်ပညာသင်ယူတဲ့အချိန်မှာကိုဆရာတင်ဖို့ရွေးချယ်လိုက်ပြီးဒီဆရာစီကပညာကိုတကယ်သင်ယူတော့မယ်လို့ဆုံးဖြတ်လိုက်ပြီးဆိုတာနဲ့ကိုဆရာဟာတကယ်တော်တဲ့ဆရာဖြစ်တယ်ဆိုတာလက်ခံယုံကြည်ထားလိုက်ပါတခါ
ကိုယ်ဆရာတကယ်တော်တယ်လို့လက်ခံယုံကြည်ထားတာနဲ့အမျှအခြားသောဆရာများဟာလည်းကိုယ်ဆရာလိုပဲတော်တဲ့ဆရာတွေအများကြီးရှိတယ်လို့သိထားမှာဖြစ်တယ်လို့ပြောကြရင်းနဲ့ဒီအကောင်းအဆိုးဆိုတဲ့ဆောင်းပါးကလေးကိုညီကုန်းချုပ်ပါတယ်ဆရာရဲ့ဆောင်းပါးလေးတွေကို like share subscribe လေးပြုလုပ်ပေးကြပါဦးအားလုံးရှင်လန်းချမ်းမြေ့ပါစေ